ဖယားလောင်းသူ့မိတာဇတ်သိမ်ပိုင်းထိုနောက်သူ့မိတာရတိသည်ယဟန္တာ၄သိန်းခြံရန်၍ရောင်ကြီးတော်၆သွဲလှုပ်ရက်တင့်တယ်တပိုင်းစွာကြွတော်မူလာသောမြတ်စွာဘုရားကိုဖူးမြော်ရသောအခါငါသည်မြတ်စွာဘုရားအားငါ၏အသက်ကိုစွန့်လူအံ့မြတ်စွာဘုရားနှင့်ယဟန္တာအရှင်မြတ်များသည်ရွှွန်ပေါ်၌နင်းတော်မမူကြဝေငါ၏ကြောပေါ်၌နင်းလျက်ကြွတော်မူကြပါစေထိုသို့ကြွလင်ငါအတွက်ရှင်မြင့်စွာသောကာလပတ်လုံးအကျိုးစီးပွားချစ်ထွန်းပေလိမ့်မည်ဟုနှလုံးသွင်းလျက်မဖိုးရသေးပဲကြံနေသေးသောရွှွန်ဖြင်ပေါ်၌မိမိကိုယ်ကိုအလျားစင်ကားတရားအဖြစ်ခင်းလိုက်၏ထိုသို့နေစဉ်မှာပင်ယဟန္တာ၄သိန်းခြံရန်၍ကြွတော်မူလာသောဖျားရှင်၏ဗုဒ္ဓအတရေတော်ကိုမော်ကြည့်ဖူးမြော်မိသောအခါငါသည်ယခုအခါငါအလိုရှိလင်ကိလေသာခတ်သိမ်းချုပ်ပြန့်ငြိမ်း၍ယဟန္တာအရှင်မြတ်များ၏နောက်မှအငယ်ဆုံးယဟန္တာအဖြစ်နှင့်ယမဝရီမြို့အတွင်းသို့လိုက်ပါနိုင်လောက်အောင်ပါရမီစွမ်းအားရှိသူဖြစ်သည်သို့သောယင်းသို့မထင်ရှားသောအသွင်ဖြင့်နိဗ္ဗာန်ကိုရယူရန်မသင့်လျော်ဒီပင်ကာရမြတ်စွာဘုရားကဲ့သို့သဗ္ဗညုတရွှေဉဏ်တော်ရပြီးလင်တတ္တဝများကိုတန်တရားဝဲခရက်ထဲမှထုတ်ဆောင်ကဲ့တင်ပြီးမှသာပရိနိဗ္ဗာန်ဆံခြင်းသည်သာလင်ငါအားတင့်တော်လျောက်ပတ်ပေမည်ဟုနှလုံးသွင်းလျက်ဒီပင်ကာရမြတ်စွာဘုရားကဲ့သို့သဗ္ဗညုဘုရားစင်စစ်ဖြစ်ရပါလို၏ဟုဘုရားဖြစ်စုတောင်းပတ္ထနာပြုပြီးလင်ရွှွန်ပြင်ပေါ်တွင်အလျားစင်ကားတရားခင်းမြဲခင်းလျက်နေ၏ထိုအချိန်တွင်ဒီပင်ကာရမြတ်စွာဘုရားသည်ဘုရားလောင်းသူမေတ္တာ၏ဥကောင်းအနီး၌ရက်တော်မူလျက်နောင်အခါတွင်သူမေတ္တာရတေ၏ဆုတောင်းပြီးမိကိုအနာဂတံသိဉ္ဇံတော်ဖြင့်မြင်တော်မူ၍တင်းသည်နောင်လေးအသိဉ္ဇေနှင့်ကဘာတသိန်းကြာသောအခါဂေါတမနွယ်ပွားဖျားစင်စစ်ဧကံချစ်လိမ့်မည်ဟုဗျာဒိတ်စကားမိန်ကြားတော်မူလေ၏မြတ်စွာဘုရား၏ဗျာဒိတ်စကားကိုကြားကြရသောအလောင်းတော်သူမေရရဘေနှင့်ယမဝရီမြို့သူမြို့သားတို့သည်လွန်စွာမှအာရရွှင်လန်းဝမ်းသာကြည်နူးဖြစ်ကြရ၏ဒီပင်ကာရရှင်တော်မြတ်ဘုရားသည်ဗျာဒိတ်စကားမိန်ကြားပြီးနောက်ယဟန္တာ၄သိန်းနှင့်အတူအလျားစိမ့်တွေသောသူမေရရတေ၏လက်ရဘေးဘက်အနီးမှဖြတ်လျောက်၍ယမဝရီမြို့အတွင်းသို့ဆက်လက်ကြွားချီတော်မူ၏ယမဝရီမြို့သူမြို့သားများလည်းဖျားလောင်းသူမေရရတေကိုချီးကျူးပူဇော်ကြပြီးလင်ထိုနေရာမှထွက်ခွာသွားကြ၏လူအားလုံးထွက်ခွာသွားကြသောအခါအလောင်းတော်ရတေသည်ရွှွန်ပြင်ပေါ်မှထား၍တင်းလျောရနေရာ၌ထဝဲခွဲခွေထိုင်နေလျက်ဖျားအဖြစ်ကိုပြုတတ်သောတရားတို့ကိုစင်ကြင်ကြည့်ရပထမဆုံးဒါနပါရမီကိုစင်ကြင်မိ၏ထို့ကြောင့်ဒါနပါရမီကိုအစွမ်းကုန်ဖြည့်ခြင်းမူစိတ်ဆုံးဖြတ်လိုက်၏ထိုနောက်ထပ်မံစင်ကြင်ပြန်သောအခါတီလာစသောပါရမီ၉ပါးတို့ကိုပါစင်ကြင်မိပြန်၏ထိုပါရမီတို့ကိုလည်းအစွမ်းကုန်ဖြည့်ခြင်းရန်စိတ်ဆုံးဖြတ်လိုက်၏ကျွန်တော် channel လေးကို subscribe နှိပ်ဒီအားပေးပါဦးနော်အမားပိုင်ခွင့်လွှတ်ပေးပါနော်ကိုမန်လက်မန်းနှိပ်ပေးပါဦးနော်နောက်ထပ်ဖျားဟောဖီးရမန်တူတင်ပေးမှာမို့အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ